အားလုံးပဲမင်္ဂလာပါအရှိဗီဒီယိုမှာကျွန်တော်ဗာပြောခဲ့လဲဆိုတော့2026မှာရင်းနှီးမြှုပ်နှံတင်တဲ့အရာတွေမှာအိမ်ချမ်းနေလဲပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောထားတဲ့ဗီဒီယိုအတိုင်းပဲကျွန်တော်အခုဆိုလို့ရှိရင်2026မှာကျွန်တော်ရင်းနှီးမြှုပ်နှံထားတဲ့အိမ်လေးတစ်လုံးကြောင်းကိုဒီဗီဒီယိုမှာကျွန်တော်ဗာကြောင့်ဒီနေရာကိုရင်းနှီးမြှုပ်နှံလဲဆိုတာကိုထပ်ပြီးတော့ဝေမျှပေးသွားမှာဖြစ်ပါတယ်ဝေမျှပေးသွားမှာဆိုတော့အခုကျွန်တော်2026အတွက်ကိုမကြသေးခင်မှာဝယ်လိုက်တဲ့အိမ်လေးတစ်လုံးကြောင်းပေါ့နော်ဒါကိုကျွန်တော်ဘာကြောင့်ရင်းနှီးမြှုပ်နှံလဲဆိုတော့ကျွန်တော်ပြပြပေးသွားမယ်အဲ့တော့အိမ်ချမ်းမြေပါပဲဖြစ်ဖြစ်တိုက်ခန်းပါပဲဖြစ်ဖြစ်ကျွန်တော်တို့ကဝယ်မယ်ဆိုလို့ရှိရင်အဓိကနံပါတ်1ကြီးရမှာတော့ location နေရာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ဝယ်လိုက်တဲ့နေရာဒီ2026မှာတေချာပေါက်ဈေးတက်လာမယ်လို့မျှော်လင့်ရတယ်လူနေမှုထူတက်ပြီးတော့အခုလည်းလူတွေစပြီးတော့စီကားနေပြီဖြစ်တဲ့အရှိတကုံ73ရပ်ကွက်မှာဖြစ်ပါတယ်အရှိတကုံ73ရပ်ကွက်မှာအခုသူ့နေရာကဘယ်နေရာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အရှိတကုံရှင်ထွေးညိုလမ်းမကြီးနဲ့ဘုံမင်းကောင်လမ်းမကြီးလမ်းစုံပေါ့နော်အဲ့ဒီက84ကားဂိတ်နဲ့သူနဲ့ဆိုလို့ရှိရင်ဘယ်လောက်မှမလျှောက်ရအောင်9မိနစ်လောက်ပဲလျှောက်ရတယ်အဲ့လောက်ပဲဝေးတယ်အဲ့တော့ရှင်ထွေးညိုလမ်းမကြီးဆိုတာလည်းအားလုံးသိပြီးသားအတိုင်းပဲအဲ့နားမှာကအဲ့အိမ်လေးရဲ့လမ်းထိပ်မှာဆိုလို့ရှိရင်ဒါဈေးကြီးလဲရှိတယ်ဈေးရမှာတော်တော်စီကားတယ်ပေါ့နော်တော်တော်လေးစီကားတယ်အပြင်အဲ့နားမှာဈေးဆိုင်တွေလက်ဖေးဆိုင်တွေစတိုးဆိုင်တွေနောက်အထွေထွေဝန်ဆောင်မှုလုပ်ငန်းဆိုင်တွေမှာအများကြီးအပြင်ကိုအဲ့ဆိုင်တွေအကုန်လုံးလည်းကြောင်းရပုံရတယ်စီကားနေတယ်နောက်စိုက်ကားတွေနဲ့ပုံမှန်ဈေးချိန်ဆိုလို့ရှိရင်နောက်မှာတော်တော်လေးစီကားတဲ့နေရာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့လမ်းအနေအထားဘာညာလဲတန့်ရှင်းတာဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီနေရာမှာရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်ဒါအပြင်သူ့ရဲ့လမ်းထိပ်မှာကဈေးနဲ့အပြိုင်ပါရှိတယ်ဆိုတော့လက်ဖေးဆိုင်အကြီးရှိတဲ့အတွက်ကိုလမ်းလေးကတော်တော်လေးစီတယ်ပေါ့နော်စီတယ်ဆိုတဲ့အခါကျတော့စဉ်းစားလိုက်တယ်ကျွန်တော်ဘာကြောင့်လဲဆိုတော့မြန်မာပြည်ရဲ့လက်ရှိအနေအထားအရနေရလူတွေကလူမှုရေးစီးပွားရေးကျန်းမာရေးအတွက်တဖြည်းဖြည်းနဲ့ရန်ကုန်ကိုရွှေ့လာရတဲ့အနေအထားတခုရှိရပေါ့နော်ရွှေ့တဲ့အခါသူတို့အနေနဲ့လက်လန်းမိတဲ့နေရာဒီဥမာမြောက်တကုံလိုနေရာမျိုးဆိုလို့ရှိရင်တော့မှအရန်ဈေးတွေကတော်တော်လေးကိုကောင်းမွန်တဲ့အနေအထားရောက်နေပြီဆိုတဲ့အခါကျတော့ကောင်းမွန်ဖို့ဆိုလို့ရှိရင်နေရာတော်တော်ကြီးကိုကောင်းတဲ့နေရာထားကောင်းရောက်ဆောင်ဖြစ်တော့မှဒါလည်းအဆင်ပြေပါပေါ့နော်အရှိတကုံဒီလူဦးရေထူထပ်လာတဲ့အများတဖြည်းဖြည်းလူဦးရေပိုများပြီးတော့စင်တန်းပိုမြင့်တဲ့အပြင်ရက်ကွက်ကလည်းမစိုးဘူးပေါ့နော်တန့်နေအနေထားအဆင်ပြေတယ်လမ်းလေးတွေလည်းမစိုးတန့်နေနောက်ပြီးတော့အဆောက်အသစ်တွေလည်းဇက်တိုက်ဆောက်လာတယ်စိုင်အသစ်တွေလည်းဇက်တိုက်ဖွင့်လာတယ်ဆိုတဲ့အနေအထားနောက်ပြီးတော့အရှိတကုံအခုနေရာဒီ73ရပ်ကွက်ဆိုတော့တော်တော်လေးကောင်းတဲ့အနေအထားပေါ့နော်ဟိုဘက်မှာဆိုလို့ရှိရင်လည်းနာမည်ကြီးအိမ်ယာစီမံကိန်းတွေမှာအများကြီးဒီတစ်ထက်မှာဆိုလို့ရှိရင် Platinum စီမံကိန်းတို့တခြားစီမံကိန်းတွေလည်းအခုအများကြီးချနေတာဖြစ်တဲ့အတွက်ဒီစီမံကိန်းတွေနဲ့အပြိုင်လူနေမှုထူထပ်လာတယ်ဆိုရင်ဒီနေရာဒီဈေးတေချာပေါက်တက်လာမယ်လို့ထင်တဲ့အတွက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်အဲ့ဒါအပြင်ကိုဒီနားမှာဆိုလို့ရှိရင်တကယ်လို့စဉ်းစားကြည့်တာပေါ့နော်ကိုယ်တိုင်နေမယ်ဆိုလို့ရှိရင်လည်းမစိုးနေလို့ရတယ်။ဘာကြောင့်လဲဆိုတော့စေးဝယ်ဖို့ဒါလည်းအဆင်ပြေတယ်စီးပွားရေးလုပ်ဖို့ဒါလည်းမစိုးတော့ဘူးအနီးနားမှာonline business လုပ်တယ်ဆိုရင်တော့လည်းအဆင်ပြေတယ်။နောက်ကျွန်တော်ဝယ်လိုက်တဲ့ပိုင်ရှင်ဒီသူကရှေ့မှာဆရာဝန်ဆိုတဲ့အခါကျတော့သူကိုယ်တိုင်ကဒီအိမ်လေးကိုစောက်တာစေးကန်းဖွင့်ဖို့စောက်တာဖြစ်တဲ့အတွက်ဒီအိမ်လေးကစီးပွားရေးလုပ်မယ်ဆိုလည်းအဆင်ပြေတယ်အရန်အကြီးတော့မရဘူးပေါ့နော်ဒါပေမဲ့တပိုင်းတနိုင်စီးပွားရေးကတော့တေချာပေါက်လုပ်လို့ရတဲ့အနေအထားဖြစ်တဲ့အတွက်ကိုဒီနေ့ကိုစိတ်ဝင်စားလိုက်တာဒါအပြင်သဘောကျဖို့ကောင်းတာကြတော့ရှေ့မှာအဲ့နာမှာရွှေကူကြီးဖျားလည်းရှိတယ်ဖျားတရားကိုကလုတ်တက်တဲ့အေးချမ်းဆိုနောက်ပြီးတော့မင်္ဂလာကန်တော်လည်းရှိတယ်အဲ့နာမှာဆိုတဲ့အခါကျတော့မစိုးပေါ့နော်တဟဇာတာအကုန်လုံးအဆင်ပြေတဲ့အတွက်ကိုကျွန်တော်ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်တာဖြစ်တယ်ဒါတင်မဲလားဆိုတော့မကသေးဘူးကျွန်တော်အိမ်ပေါ့နော်အိမ်ရဲ့အနေထားကိုကြည့်တဲ့အခါကျတော့လည်းအသစ်ဆက်တော်တော်ကောင်းနှစ်ထပ်ခွဲဆိုပေမဲ့လည်းသုံးထပ်လို့ပြောရင်လည်းမမားပါဘူးဘာကြောင့်လဲဆိုတော့နှစ်ထပ်ကိုမှအပေါ်တက်မှာကျတော့ master bedroom ပေါ့နော် master bedroom တစ်ခန်းနဲ့ကိုအိမ်သားရေချိုးကန်နဲ့တော်တော်လေးကြဲလေးလောက်ထားပြီးရှေ့ကိုကျတော့လုံးဝကြွေပြအပြည့်ခင်းထားပြီးတော့ပြောရမယ်ဆိုရင်တော့ပါတီပဲလုံမလားတခြားရှေ့ကိုပဲထပ်ပြီးတော့ပဲစောက်မလားစောက်လို့ရတဲ့အနေအထားမျိုးလောက်ထားတယ်ဒီဘက်ကဟိုမှာကျတော့ကျွန်တော်ရေးတိုင်းဒီ fiber ကန်တွေပါတယ်အကုန်တင်ထားပြီးသားတော်လေးကိုကောင်းတယ်အဲ့ရနေပြီးတော့အောက်ဘက်ပိုင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအိမ်တစ်လုံးမှာဘိုးတိုင်းအိမ်သားကြီးရဲ့3လုံးကျွန်တော်တက်ဆင်ထားပြီး
တော်တော်လေး brand ကောင်းတာလေးတုံးထားတယ်ပေါ့နော်နောက်တကားတွေအကုန်သေချာလောက်ထားပြီးနောက်ကြွေပြားတအိမ်လုံးခင်းထားပြီးဈေးတုပ်ထားပြီးအိမ်လာမိန်လာချင်းသေချာလောက်ထားပြီးနောက်ပြီးတော့ aircon တက်ထားပေးတယ်အောက်ဆုံးထပ်မှာတော့ aircon တက်ထားပေးတယ်နောက်ဒီမီးဖိုကန်သေချာလောက်ပြီးအဲ့ထက်ပိုကောင်းတာပါလဲဆိုတော့မြေအောက်ရေကန်ပေါ့နော်မြေအောက်ရေကန်တော်တော်ကြီးကိုသေချာလောက်ထားပေးတယ်အဲ့ဒါလည်းဖြစ်လို့မရဘူးနောက်ရှေ့တကားဆိုလဲခြံစည်းကိုသေချာတကားတွေနဲ့လောက်ထားပြီးရေတင်တဲ့မော်တာတွေအစားကျွန်တော်တို့အကုန်လောက်ထားပြီးဖြစ်တဲ့အတွက်ကိုစီးပွားရေးပဲလို့ကိုပဲတက်နေသေချာလက်တင်ပြီးတော့နေရုံပဲဒါကြောင့်မလို့ကျွန်တော်ဒီနေရာလေးကိုရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်လိုက်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်လက်ထဲမှာထားရဲဆိုလို့ရှိရင်ဒီနေရာလေးတန်ဖိုးတေချာပေါက်တက်လာမြေရပဲဖြစ်အိမ်အနေထားလည်းအသစ်ဖြစ်တဲ့အတွက်ကိုတန်ဖိုးတက်လာမယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်အဲ့တော့ဘယ်သူတွေအတွက်အဓိကအဆင်ပြေဆုံးဖြစ်မလဲဆိုတဲ့အခါကျတော့ကျွန်တော်စဉ်းစားကြည့်ယခုဆိုရန်ကုန်မြို့လေတိုက်ခန်းတစ်ခန်းကွန်ဒိုတစ်ခန်းရဲ့တန်ဖိုးတောင်မှတကယ်ကောင်းလေးကြည်လေးလိုချင်တယ်ဆိုလို့ရှိရင်9000 8000မသုံးဘဲနဲ့ရှာလို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီနေရာမှာဆိုရင်ကိုပိုင်ကားရက်ဖို့နေရာလေးလည်းရှိမယ်ခုနကလိုမျိုးပဲစီးပွားရေးလုပ်ငန်းလုပ်ဖို့ကိုကအသေးလေးပဲအရင်အကြီးမလုပ်ဘူးဆိုလို့ရှိရင်ဒီမှာပဲစီကံဖွင့်တာပဲဖြစ်တခြားဆိုင်သေးတွေဖွင့်တာပဲဖြစ်အောက်ထပ်မှာဖွင့်လိုက်အပေါ်တက်မှာကြတော့ကိုကမိသားစုနဲ့တေချာလေးနေလွတ်လပ်နေအေးဆေးနေဘာမှမဖြစ်ဘူးအဲ့လိုမျိုးလုပ်လို့ရတယ် online business တွေဆိုလို့ရှိရင်လည်းဒီမှာကိုကလုတ်ကင်လို့ရတယ်ဆိုတဲ့နေရာမျိုးကိုကျွန်တော်ယူထားတယ်မြေဟာအနေနဲ့လည်းကျွန်တော်ကိုယ်တိုင်စစ်ပြီးဝယ်ထားတာဖြစ်တဲ့အတွက်ခိုင်မာမှုရှိတဲ့ပါမစ်မြေပေါ့နော်ပါမစ်တေချာစစ်ထားပြီးသားပါကျွန်တော်ဒီအကုန်လုံးစစ်ထားပြီးတေချာခိုင်မာမှုရှိတယ်ကျွန်တော်အိုးအိမ်ရုံဒီကိုတေချာသွားစစ်ထားတယ်ကိုယ်တိုင်သွားစစ်ထားတဲ့အတွက်ကိုဒီဥစ္စာကိုတေချာစိတ်ချမှုကြုံကြည်မှုရှိတဲ့အတွက်ကိုလည်းကျွန်တော်ဝယ်ရတာပေါ့နော်အဲ့တော့ဘာကောင်းလဲဆိုတဲ့အခါကျတော့ကရန်ထက်စာလို့ရှိရင်တော့ပါမစ်မြေဒီလောလောဆယ်တော့ပါမစ်ပဲကင်ထားမယ်အနေထားပေါ့နော်ကရန်ကတော့ရောင်းခုံဝယ်ခွန်ဆောင်ပြီးတဲ့ဟေးဆိုလို့ရှိရင်တော့ကိုယ်နာမည်ပြောင်းလို့ရတယ်ဒါပေမဲ့ခိုင်မာပြီးတော့တေချာတဲ့ပါမစ်မြေဖြစ်တယ်အဲ့ဒါကိုတော့ကျွန်တော်ကင်ထားတယ်အဲ့ဒါကြောင့်မို့လဲကျွန်တော်စိတ်ချပြီးဝယ်ရတာဖြစ်တယ်ဆိုတော့ဒီလိုနေရာမျိုးကျွန်တော်ရင်းနှီးမြှုပ်နှံထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီအိမ်ကို2026အတွက်ကိုရင်းနှီးမြှုပ်နှံထားတယ်ဒါပေမဲ့ဒီမှာတင်ပြနေရင်လည်းတကယ်လို့တင်ပြီးစိတ်ဝင်စားတဲ့သူရှိလို့ရှိရင်လည်းကျွန်တော် contact လုပ်ပါသူတကယ်တေချာနေမယ်ဖြစ်တဲ့ဟေးဆိုလို့ရှိရင်เนาะကျွန်တော်ကလည်းရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက်ကိုကျွန်တော်ရင်းနှီးမြှုပ်နှံပြီးတော့ဒီလိုပဲနောက်တစ်ခုပြီးတစ်ခုကျွန်တော်ရှာပြီးရင်းနှီးမြှုပ်နှံနေပါပေါ့เนาะအဓိကတော့ share ချင်တာကတော့ဒီမှာပါလဲဆိုတော့ကျွန်တော်ရင်းနှီးမြှုပ်နှံလိုက်တဲ့အိမ်လေးတစ်လုံးကြောင်းနဲ့ဒီအိမ်အနေအထားနဲ့ကျွန်တော်ဘယ်လိုနေရာမျိုးနဲ့မြေမျိုးဆိုလို့ရှိရင်တော့ရင်းနှီးမြှုပ်နှံနေဆိုတာကိုကျွန်တော်ဒီမှာမျှဝေချင်တာဖြစ်ပါတယ်အဲ့တော့ကိုရင်းနှီးမြှုပ်နှံထားတဲ့အိမ်နဲ့ဘာကြောင့်ရင်းနှီးမြှုပ်နှံထားလဲဘယ်နေရာမှာဘယ် location ကြောင့်ရင်းနှီးမြှုပ်နှံထားရဲဆိုတဲ့ဟာတွေရှိလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုရဲ့ comment အောက်မှာအားလုံးပဲ share ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်